ကဲအားလုံးပဲမင်္ဂလာပါရှင်မိတ်လာမျိုးကအညာမောင်တယ်လေးခင်လေးပါရှင်အမကြီးအမဆိုင်လေးကဘယ်နားမှာလဲကျွန်တော်တို့ဆိုင်ကိုလာဝယ်ခြင်းလို့ဆိုပြီးတော့မေးထားတဲ့အကိုတွေအမတွေညီမလေးတွေမောင်လေးတွေအတွက်ခင်လေးကဒီကနေပြီးတော့ဖြည့်ပေးပါမယ်ရှင်ခင်လေးရဲ့ဆိုင်လေးကမိတ်ထီလာမျိုးနိုင်စင်ကနေပြီးတော့ထွက်လာမယ်ဆိုလို့ရှိရင်နိုင်မန္တလေးဘက်အတွက်ပေါ့နော်မန္တလေးဘက်အတွက်မန္တလေးလမ်းမကြီးရဲ့ဘေးကားကွင်းသစ်တို့စိန်တောင်းစူပါမားကတ်တို့ရဲ့အကျော်ကြီးတော်ကုန်းဖုန်းကျောင်းတိုက်တန်းကဩဇာစီဆိုင်ပဲဖြစ်ပါတယ်ရှင်ဒီကရက်မှာဆိုရင်ကိုမျိုးကားတော့ပြင်နေဆိုင်ရှိပါတယ်ခလေးရဲ့ဆိုင်အကျော်လေးမှာဆိုလို့ရှိရင်တီတီရွှေကြီးကုံမဆိုင်တို့ကိုကားတန်းစားတော့ဆိုင်တို့ရှိပါတယ်ရှင်ကဲဆိုင်လေးကနည်းနည်းလေးခြားတဲ့ညက်နေရဖြစ်တဲ့အတွက်မတွေ့ဘူးဆိုလို့ရှိရင်ခလေးရဲ့ဖုန်းနံပါတ်လေး39985488မှာဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်เนาะဆိုင်လိပ်စာမတွေ့ဘူးဆိုရင်ပြန်သွားစရာမလိုပါဘူးရှင်ခလေးရဲ့ဆိုင်လေးကိုဖုံးဆက်ပြီးတော့လမ်းမေးလို့လည်းရပါတယ်ရှင်เนาะဆိုင်မိတ်လာမျိုးရင်းကဆိုလို့ရှိရင်လည်းခင်လေးတို့ဆိုင်ဖွင့်ချိန်ပိတ်ချိန်လေးတွေပေါ့နော်ဆိုင်ပိတ်ချိန်လေးတွေနဲ့တိုက်လို့ရှိရင်ခင်တို့ပို့ပေးပါတယ်ရှင်ဒါမှမဟုတ်အမြင်ရကျင်နေဆိုရင်တော့ကယ်ရီလေးတွေဒလီလေးတွေနဲ့လည်းအပ်ပေးပါတယ်ရှင်လိုချင်တယ်လိုအပ်တယ်ခင်လေးတို့ရဲ့အညာမောင်တွေကိုလိုချင်တယ်လိုအပ်တယ်ဆိုလို့ရှိရင်ခင်လေးရဲ့ဆိုင်မှာလည်းလာရောက်ဝယ်ယူအားပေးလို့ရတယ်အခြားမျိုးနေရဆိုလို့ရှိရင်တော့ဒီပေါ့နော်အိမ်ရောက်ငွေချေရတဲ့မျိုးနယ်ပေါင်း360ကျော်ကိုအိမ်ရောက်ငွေချေပို့ပေးတယ်အိမ်ရောက်ငွေချေမရတဲ့မျိုးနယ်ဆိုရင်တော့ကားဂိတ်တင်ငွေကြိုလက်လေးနဲ့ပို့ပေးပါတယ်ရှင်ဒီပတ်နိုင်ငံတွေကိုတော့ငွေကြိုလက်စလစ်လေးနဲ့ကားကဒီဘောနော်ကာကိုလေးတွေအပ်ပြီးတော့ပို့ပေးပါတယ်ရှင်ထိုင်းမလေးစင်ကာပူ US ကိုရီးယားဂျပန်တို့ကိုလည်းခင်ဗျားပို့ပေးပါတယ်ရှင်เนาะအမျိုးမျိုးနယ်နယ်ကိုပို့ပေးပါတယ်ကဲလိုအပ်တယ်ဆိုလို့ရှိရင်ခင်လေးရဲ့ Viber နံပါတ်လေးမှာလည်းလာရောက်မှာယူလို့ရတယ်တိတော့ချက်ပေါက်ကနေလည်းလာမှာလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မိတ်ကလာမျိုးကခင်လေးပါရှင်